ပြောကျွန်မအမေကိုအမြင်နဲ့ပြောလို့ရှိပေမဲ့အဖေတို့တခါမှမပြောဘူးတဲ့စကားပေါ့နော်ကျွန်မအဖေကိုအားလုံးပဲမင်္ဂလာပါမိတူပါဒီနေ့ကတော့အားလုံးကိုပြောပြချင်တာလေးတစ်ခုရှိလို့ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကြတော့ဟိုတနေ့ကကျွန်မအမျိုးနဲ့ကလုတ်ပေးလိုက်တဲ့ဗီဒီယိုအောက်မှာကျွန်မအဖေနဲ့ကင်မရာမန်ကိုကြတော့ဘာမှမပေးဘူးလားဆိုတော့အမေးများလို့ပေါ့နော်ကျွန်မဖြည့်ပေးချင်ပါတယ်ကျွန်မအမေကိုငကက်လုတ်ပေးတယ်လို့မျိုးရွှေလုတ်ပေးတယ်လို့မျိုးကျွန်မအဖေကိုလည်းရွှေလုတ်ပေးချင်ပါတယ်ဒါပေမဲ့ကျမရဲ့အဖေကအတုံးဖြုံအရန်ကြီးတဲ့ထဲမှာပါပါတယ်အရန်လက်ဖွာတယ်ပေါ့နော်ပြီးတော့သူကဘေးဆိုအရန်ကောင်းတယ်ကုညီခြင်းနဲ့စိတ်အပြည့်ရှိတယ်အဲ့တော့ကျမသိတယ်ကျမအဖေကိုရွှေလုတ်ပေးလိုက်မယ်ဆိုရင်ဒီရွှေကအဖေလက်ထက်မှာအကြာကြီးခံမှာမဟုတ်ပါဘူးအဲ့ဒါကိုကျမသိလို့မလို့ကျမအဖေကိုကျမရွှေလုတ်မပေးပြခဲ့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီတစ်တော့ကနေပတ်စံမထုတ်ခင်ရက်ကနေကကျမမှာအရင်စုထားတဲ့ပတ်စံလေးနဲ့ကျမအဖေကိုဖုန်းတစ်လုံးဝယ်ပေးခဲ့ပါတယ်အဲ့ဒီဟာတွေပေါ့နော်ပြီးတော့ကြတော့အဖေလူတဲ့အချိန်တိုင်းလေကျမကအဖေကိုအများကြီးမဟုတ်ပေမဲ့ပတ်စံသုံးဖို့အမြဲတမ်းပေးပါတယ်အဖေလူတဲ့အချိန်တိုင်းကျမပေးတယ်ပေါ့နော်လူသွားရင်လည်းလူကိုယ်တိုင်ကြော့ပါတယ်မသွားဘူးဆိုလို့ရှိရင်လည်းကျမ KP နဲ့အမြဲတမ်းလွှဲပေးပါတယ်ဘာလို့အဖေလက်ထက်မှာပတ်စံအများကြီးထားပေးမတုံးလဲဆိုရင်တော့ကျမဆိုလေးကပြောခဲ့တယ်လို့ပဲအဖေကအရန်လက်ဖွာတယ်အဲ့ဒါမျိုးကြောင့်ကျမလူလာထက်ပို့ပြီးတော့ပေးမတုံးဖြစ်ခဲ့ရပါတော့ပြီးတော့ကျမအမေကိုအမြင်နဲ့ပြောလို့ရှိပေမဲ့အဖေတို့တခါမှမပြောဘူးတဲ့စကားပေါ့နော်ကျမအဖေကိုချစ်ပါတယ်ဒီနေ့ကနေအဖေကိုပြောချင်တာကရက်တီ short တောက်ပါလို့ပြောချင်တယ်ပေါ့နော်ပြောကြပါတော့ကျမကြိုးစားပြီးတော့ကြတော့အိမ်ဝင်းလေးတစ်လုံးဝယ်မယ်ပေါ့နော်ပြီးရင်အတူတူမိသားစုတွေအတူတူပျော်ပျော်ရွှင်ရွှင်နဲ့နေချင်ပါသေးတယ်အားမို့ကြောင့်အဖေကိုရက်တွေရွှတ်တော့ပါလို့ပြောချင်ပါတယ်နောက်ပြီးတော့ကြတော့ကင်မရာမန်ကိုဘာမှဝယ်မပေးဘူးလားဆိုတဲ့ဟာကိုလည်းပြောပြချင်ပါတယ်ကျမကကင်မရာမန်ကိုလာစားပေးပါတယ်အများကြီးတော့မဟုတ်ဘူးပေါ့နော်သူကကြတော့သူ့ရဲ့ဝါသနာကအတစ်လောက်တာဗီဒီယိုရိုက်တာကိုသူအရန်ဝါသနာပါတယ်အဲ့တော့ကြတော့သူနဲ့ကျမနဲ့ကမောင်နှမဆက်ဆံရေးလည်းဖြစ်တဲ့အတွက်သူကကျမပေးတယ်ဆိုရင်တောင်မှမယူပါဘူးအခုဆိုလို့ရှိရင်လည်းကျမပေးတယ်ဆိုရင်တောင်မှပေါ့နော်သူမသိအောင်လို့သူ့အမေကိုအဲ့လိုမျိုးပေးရပါတယ်သူသိအောင်ပေးရင်သူကလုံးဝမယူပါဘူးပြီးတော့ကြတော့ကျမတို့ဆိုလို့ရှိရင်အမြဲတမ်းဟိုမုံကျမကသူမယူလို့မလို့မုံလိုက်ကြွေးတာမျိုးသူလိုချင်တဲ့ပစ္စည်းဝယ်ပေးမယ်ဆိုရင်လည်းလုံးဝမှဝယ်ပေးမခံဘူးပေါ့နော်အဲ့တော့ကြတော့မုံလိုက်ကြွေးတာမျိုးဘာညာရှိတယ်ဒါပေမဲ့ဘာလို့မတင်ပြစ်လဲဆိုလို့ရှိရင်အခုလိုမျိုးလေးဘာမှမဟုတ်ပဲတင်တာတောင်မှတချို့ဆိုလို့ရှိရင်ပေးသားကြရရှိရပေါ့နော်အဲ့ဒါမျိုးကြောင့်နှစ်ယောက်တည်းမုံသွားစားတာပါညာဆိုလို့ရှိရင်ကျမမတင်ပြစ်တာပါခုကတော့အားလုံးသိချင်တဲ့မိခွန်းလေးတို့ဖြစ်ပေးခဲ့ရပဲဖြစ်ပါတယ်ပေါ့နော်ကြည့်ရှုခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်